The dance 1962ခုနှစ်မှာလူရယာပင်လေပင်ဘောကအပျော်စီးတဲ့မော်ကြီးပေါ်မှာအလွန်ပျော်ဝဲစားနေကြတာပေါ့အန်တိုနီယိုဂရာဆာဖရန်ချက်စကာနဲ့ DY ကဖန်တီးပေးတဲ့တေးဂီတာကအလွန်ကောင်းတာကြောင့် KT ကလွဲပြီးလူတိုင်းကခတ်ခုန်နေကြတယ်ခင်ဗျအဖျော်ယမာကထူးတဲ့ဝန်တန်းတယောက်ကသူမှာစာလုံးပေါင်းကစားစရာတကူရှိနေတာကိုတတိထားမိပြီးငါအယမ်းပြစ်နေပြီဆိုတဲ့စကားလုံးတွေဖြစ်အောင်ကူညီပေးလိုက်ပါတယ်နော်နောက်ဆုံးမှာတော့တင်းဘောအကြီးခဲက KT တယောက်တည်းရှိနေတာကိုမြင်သွားပြီးသူနဲ့အတူခတ်ခုန်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ကွာအဲ့ဒီညနေဟာပျော်ရွှင်စရာဆက်ရှိနေခဲ့ပြီးရှုပ်ဝဆန်းကျဲတဲ့လူတယောက်ကကျိုးဆယ်တန်းလေးတစ်ခုကိုဆွဲချလိုက်တာကိုတော့ဘယ်သူမှမမြင်လိုက်ကြပါဘူးအဲ့ဒီကျိုးဆယ်တန်းလေးကစက္ကန့်အနည်းငယ်လောက်လဲပါနေပြီးနောက်ဆုံးမှာတော့ပြတ်တောင်သွားကမတော်တဆချီဆွေခဲ့ပါတယ်ဝိတ်ချင်း25စက္ကန့်မှာအဲ့ဒီကျိုးကခတ်ခုန်နေတဲ့နေရာကိုလာရိုက်လိုက်တာပေါ့မီးလုံးတွေကွဲကျဲသွားတယ်အလှဆင်းပစ္စည်းတွေပြက်စီးသွားတယ်ခတ်ခုန်နေတဲ့သူတွေအားလုံးရဲ့ကိုယ်ထက်ပိုင်းရာဘတ်အပေါ်ပိုင်းတွေပျောက်ကွဲသွားကြတယ်ဒါပေမဲ့ KT ကတော့သူမရဲ့အရာမြင့်ကြောင့်ကံကောင်းပြီးအသက်ရှင်ခဲ့ရတယ်လို့ဆိုရမှာပေါ့နေ့စေးစေးကြမှာကယ်ဆယ်ရေးသမားအဖွဲ့တစ်ခွဲဟာပျက်စီးနေတဲ့တင်ဘောတစင်းကိုပြန်ဆယ်နေကြပါတယ်ခင်ဗျာရေတွေအလွန်အကျွံဝင်နေတာကြောင့်တင်ဘောရဲ့အလေးချိန်ကရွှေဖို့ခက်ခဲနေတာပေါ့EPS ကကျိုးတစ်ချောင်းအတိုက်တင်ဘောဟောင်းတွေကိုရှော့ဆင်းသွားပြီးတင်ဘောရဲ့ဘယ်ဘတ်အဆောင်မှာအပေါက်တစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒါက9မိနစ်အတွင်းရေလွှမ်းသွားနိုင်တယ်လို့ဆိုလိုတာပေါ့ကပတင်မာဖီကတင်ဘောကိုစွန့်ပစ်ဖို့ပြောပြီးမြဲ EPS ကပြင်ဖို့အတွက်ဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်ကွာဝိတ်ချင်း40ခုစက္ကန့်မှာ Mer နဲ့ Dodge တို့ကကူညီဖို့ခုံဆင်းလိုက်ကြပြီးအတူတူပေါင်းပြီးအပေါက်ကိုအောင်အောင်မြင်မြင်ဖုံးအုပ်နိုင်တဲ့တတ်တူအပိုင်းစာတစ်ခုကိုရဝဲတင်လွတ်လိုက်ကြတယ်ခဏမကြခင်မှာပဲအဖွဲသားတွေကကယ်ဆယ်ရေးအောင်မြင်မှုနဲ့အကျိုးအမြတ်အတွက်ပျော်ပဲစားနေကြတော့ပါပဲအဲ့ဒီအချိန်မှာပဲလွန်ခဲ့တဲ့လက Bering Sea မှာသူမြင်ခဲ့တဲ့တင်ဘောတစင်းရပုံကိုပြထားတဲ့ Fairman လို့အမည်ရတဲ့လေယာဉ်မှုတယောက်ကသူတို့ကိုချင်းကပ်လာပြီးအလုတ်ခေါ်ဖို့ပြောလာပါတယ်ကွာ Fairman ကအဲ့ဒီတင်ဘောကိုဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ဘယ်သူမှအကြောင်းမပြန်ခဲ့ကြဘူးလို့ဆိုပြီးနောက်ရက်အနေငယ်ကြတော့ဒါကိုသူပြန်တွေ့ရတယ်လို့ပြောပြပါတယ်နော်အဖွဲသားတွေဟာအလုတ်ကိုလက်ခံလိုက်ကြပြီး Fairman ကသူ့ဘာလိုက်မယ်လို့ကြေညာလိုက်ပါတယ်ကွာအဖွဲသားတွေဟာမနှက်စောစောထွက်ခွာသွားကြပေမဲ့ဒီနေ့လုံးဘာမှမတွေ့ကြပါဘူးညနေရောက်တော့ဆန်တိုးစ်ကအနီးနားမှာတခုခုကိုမြင်လိုက်ရပြီးမာဖီကိုရှင်းမြန်စွာခေါ်လိုက်ပါတယ်။ဒါပေမဲ့မာဖီရောက်လာတဲ့အခါအဲ့ဒီအရာကပျောက်ကွယ်သွားခဲ့ပြီပေါ့။မာဖီကရေဒါပေါ်မှာဘာမှမတွေ့ရတဲ့အတွက်ဆန်တိုးစ်ကစိတ်ထင်လို့ထင်နေလေလို့ယူဆလိုက်ပါတယ်ကွာ။ဒါပေမဲ့စက္ကန့်နဲ့ငယ်ကြတော့ရေဒါကတခုခုကိုသိရှိလာပါတယ်ခမ။ EPS လည်းမကြခင်မှာမဲ့သူတို့နဲ့ပူပေါင်းပြီးရေဒါကိုစောင့်ကြည့်နေပါတယ်။အဲ့ဒီ shower စမ်းကြဲတဲ့အရာကပေါ်လာလိုက်ပျောက်သွားလိုက်လုံနေတာကိုသူသတိထားမိပါတယ်နော်။မာဖီကရေဒီယိုကိုအသုံးပြုဖို့စ조사တဲ့အခါဘာမှအလိုမလိုပါဘူးရုပ်တရက်ဆိုသလိုပဲသူတို့ရှေ့မှာတင်မောကြီးတစ်စင်ပေါ်လာမိဆန်တိုးစ်ကသူ့ရဲ့ဆွဲတင်ဘောလေးကိုရှင်ပြန်စွာရပ်တန့်လိုက်ရတာပေါ့သူဟာပြင်းထန်တဲ့တိုက်ခိုက်မှုကြီးကိုရှောင်လွှဲနိုင်ခဲ့ပေမဲ့ရှေ့ပိုင်းကတော့အဲ့ဒီတင်ဘောကြီးနဲ့တိုင်ပြီးအင်ဂျင်ပလက်စီးသွားပါတယ်ခင်ဗျာမာဖီကအန်တိုနီယိုဂရာဆာလို့အမည်ကိုမြင်လိုက်ရပြီး1962ခုနှစ်ကအကြောင်းကြားချက်မရှိပဲပျောက်ကွယ်သွားခဲ့တဲ့အီတလီတင်ဘောတစ်စင်ဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်ကွာ